ကဲအခုကျမလက်ထက်မှာကင်ထားတာတော့တော်ပြင်းမှာမာထားပစ္စည်းလေးရောက်ပါလို့ရှင်းလာဖွင့်ပြတာပါနော်အခုကျမလည်းကျမဖွင့်နေပေါ့နော်ဘလောက်ပြုံနေလဲဆိုရှင်ရုပ်ကိုစားကြည့်လိုက်ပါတော့ရှင်ထဲမှာပလေးလဲဆိုလို့ရှင်မိုက်တင်နော်သူကဘယ်လိုလဲဆိုအဲ့အပိုးလက်ဆောင်ပေးလိုက်တာပါရှင်ကျမပစ္စည်းတစ်မျိုးပဲမှာထားတာပဲပါတယ်ရှင်ကျမရုပ်ကိုချိန်ဆလိုက်ပါအဲ့ဒီပစ္စည်းကဘာကောင်းလဲဆိုလို့ရှင်နော်အရန်ကောင်းတယ်ဘယ်လိုလဲဆိုဝက်ချန်တင်းတိတ်အမဲဆက်အကုန်လုံးသုံးလို့ရတယ်ရှင်နော်အဲ့ထဲမှာဆိုရင်ဈေးဘူးလေးကျမဖောက်ပြမယ်ပေါ့နော်ကျမဖောက်နေခေါင်းနဲ့ဖင်နဲ့မားနေရပေါ့နော်ဝနာစရာကြီးပါရှင်ဖောက်ပြမယ်ရှင်ဈေးလေးကတော့အရန်ချစ်စရာကောင်းတယ်နော်အရန်ကိုမွေးလဲမွေးတယ်ရှင်မွေးလဲမွေးရနော်အရန်သုံးလို့ကောင်းတယ် quality လည်းရန်ကောင်းတယ်လူများသုံးတယ်ဒီတော့ပြိမှာဆိုလို့ရှိရင်သူက2မျိုးသုံးလို့ရတယ်နော်စီးပွားရေးလည်းလုပ်လို့ရမယ်အဲ့ဒီထဲမှာ use smart အကောက်ဖွင့်ပြီးသွားလို့ရှိရင်ပစ္စည်းလည်းဝယ်သုံးလို့ရမယ်အန်ဒီပြီးသားဆိုလို့ရှိရင်ရှင်အဲ့ဒီထဲမှာတက်လုံးတစ်ခါပဲပစ္စည်းဝယ်ပြီးနောက်ကျလို့ရှိရင် free သုံးလို့ရမယ်ရှင်နော်အခမဲ့လည်းကောက်ဖွင့်ပေးပါတယ်ရှင်ခုကတော့ကျွန်မပြန်သိမ်းနေပါပြီပေါ့နော်ပစ္စည်းရလို့ရန်ပြောပါတယ်ရှင်ကျွန်မရုပ်ကိုယ်တိုင်ရန်ကြည့်လိုက်ပါကျွန်တော်ဘယ်လိုလဲဆိုတော့အခန်းထဲမှာမနေဘူးပေါ့နော်ကျွန်မအပြင်မှာစောင့်ပြီးတော့ပစ္စည်းစောင့်ယူပြီးတော့စက်ရုံထဲမှာပဲရိုက်ထားပါရှင်လုပ်ရတဲ့ပိတ်နေပါတယ်ရှင်တနင်္ဂနွေနေ့မှာပြန်ဖွင့်ပါပါရှင်ကျမတို့လုတ်ဖတ်နဲ့ online ဝင်ငွေတစ်နေ့ကိုဘတ်300နဲ့1000ကျော်ထိရှာချင်တဲ့သူရှိလားရှင် comment အောင်မှာ high လို့မြန်ကန်နော်